1980 နှစ်နယူးယောက်က အီတလီစားတောက်ဆိုင်လေးတစ်ဆိုင် The Godfather ရုပ်ရှင်ရဲ့အရေးအကြီးဆုံးဇာတ်ဝင်ခန်းရိုက်ကူးရေးတစ်ခုအသက်ရှူသံတွေကအစတင်းကျပ်ပြီးတော့ငြိမ်သက်နေတယ်ဒါရိုက်တာကော်ပိုလာသိတယ်ဒါကမုန်တိုင်းမလာခင်ငြိမ်သက်နေတာမျိုးပဲဇပွဲတစ်ဖက်မှာဆလိုဇိုနဲ့ရဲအရာရှိနောက်တစ်ဖက်မှာအယ်ဘတ်ချီနိုတရုတ်ဆောင်3ယောက်ရဲ့အားပြိုင်မှုကပြင်းထန်တယ်ဒါပေမဲ့ကင်မရာနောက်ကွယ်ကအခြေအနေကအဲ့ဒီထက်ပိုပြင်းထန်နေတယ်ရိုက်ကွင်းဘေးမှာ Paramount Studio ကအကြီးအကဲတွေက Al Pacino ကိုထုတ်ပြဖို့စောင့်နေကြပြီ။ "သူကအရက်ပုတယ်၊နာမည်မကြီးဘူး။ပြီးတော့အေးဆက်လွန်းနဲ့ငြိမ်လွန်းနဲ့အင်အားမရှိဘူးတဲ့။ကင်မရာကသူ့မျက်လုံးတွေကိုအနီးကပ်ရိုက်ထားတယ်။ Pacino ရဲ့မျက်လုံးထဲမှာ Michael Corleone ရဲ့အတွင်းစိတ်တိုက်ပွဲကိုမြင်နေရတယ်။ကြောက်ရွံ့မှု၊တွေဝေမှုပြီးတော့ပြင်းထန်တဲ့ဆုံးဖြတ်ချက်တစ်ခု။သူတနက်ကင်ထားတယ်။ပြစ်ရမလားမပြစ်ရဘူးလား။ဒါကရုပ်ရှင်ထဲက Michael Corleone ရဲ့အခိုက်အတန့်နဲ့မဟုတ်ဘူး။ Al Pacino ဆိုတဲ့တရုတ်ဆောင်တစ်ယောက်ရဲ့ဘဝကိုအဆုံးဖြတ်ပေးမဲ့အချိန်သေရေးရှင်ရေးတိုက်ပွဲပဲ။သူ့လက်ထဲကတနက်ကိုခလုတ်ဆွဲချလိုက်တယ်။အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာတင်ရန်သူတွေသေသွားတယ်။ The Godfather ရဲ့ Michael Corleone ဖြစ်တည်လာတယ်။ Al Pacino ဆိုတဲ့တရုတ်ဆောင်မွေးဖွားလာတယ်။ရုပ်ရှင်သမိုင်းကြောင်းကြီးတစ်စစ်ချိုးပြောင်းသွားတခါတလေလူတယောက်အောင်မြင်ဖို့ခွန်အားဆိုတာငင်းပယ်ခံရမှုကနေလည်းရလာတတ်တယ်။ Al Pacino လူတွေက movie star လို့ခေါ်ကြတယ်။ဒါပေမဲ့ तू ကတော့ဒါကိုငင်းပါလိမ့်မယ်။ तू ကတရုတ်ဆောင်ခြင်းဆိုတာကိုရှင်သန်ဖို့အတွက်လိုအပ်ချက်တစ်ခုလိုမျိုးဆွဲလန်းခဲ့တယ်လို့သူ့ရဲ့မျက်လုံးထဲမှာမပြောရသေးတဲ့အကြောင်းအရာတွေအမြဲတမ်းရှိတယ်။အတန်တိုးတိုးလေးကနေစမယ်။အဆုံးရောက်လာတဲ့အခါမှာပောက်ကွဲထွက်သွားမယ်။အဲ့ဒီ rhythm ကို Hollywood ကတန်ဖိုးထားခဲ့ရတာ။ Michael Corleone ကိုလူတွေမေ့လို့မရဘူး။ Frank Serpico ကိုမေ့လို့မရဘူး။ Tony Montana ကိုမေ့လို့မရဘူး။ character တွေမတူဘူး။ဒါပေမဲ့အားလုံးမှာတူတာတစ်ခုတော့ရှိတယ်။သူတို့ကအတွင်းစိတ်ထဲမှာအမြဲတိုက်ခိုက်နေရတဲ့လူတွေ။အဲ့ဒီလိုလူတွေအကြောင်းတရုတ်ဆောင်တဲ့အချိန်မှာ Al Pacino ကတရုတ်ဆောင်နေတာမဟုတ်ဘူးလို့လူတော်တော်များများခံစားခဲ့ကြရတယ်။ तू ကအော်တယ်၊ပောက်ကွဲတယ်၊စူးရှားတဲ့မျက်လုံးတွေရှိတယ်။ Scarface ထဲကယူသွတ်နေတဲ့ Tony Montana Scan of a Woman နဲ့ကဒေါသကြီးတဲ့မျက်မမြင်စစ်ဖို့ဒါပေမဲ့ကင်မရာမီးတွေပိတ်သွားတဲ့အခါမှာ तू ကလုံးဝတခြားလူတစ်ယောက်ဖြစ်သွားရောရှက်တက်တယ်စကားနဲတယ်သူ့ကိုလူတွေဝိုင်းအောင်ကြည့်တာကိုကြောက်တယ်သူ့အတွက်တော့ character တစ်ခုရဲ့နောက်ွယ်မှာပုံးကွယ်နေရတာအလုံးကြုံဆုံးပဲသူများရဲ့စကားလုံးတွေသူများရဲ့ခံစားချက်တွေနဲ့အသက်ရှင်ရတာကို तू ပို့ပြီးတော့သဘောကျတယ် Al Pacino ဆိုတဲ့လူသားစစ်ကိုကဘာကြီးကမြင်သွားမှ तू အမြဲတမ်းထိတ်လန့်နေခဲ့တယ်Al Pacino ဆိုတာဇာတ်ရုပ်တွေရဲ့နောက်ွယ်မှာပဲနေဖို့အမြဲတမ်းစူးစမ်းခဲ့တဲ့ Sonny Boy ဆိုတဲ့ကောင်လေးတစ်ယောက်ပါပဲ1940 Alfred James Pacino ကိုအီတလီနွယ်ဖွားမိသားစုတစ်ခုမှာမွေးခဲ့တယ်။ဒါပေမဲ့သူ့အသက်2နှစ်မပြည့်ခင်မှာပဲသူ့အဖေ Salvatore ကမိသားစုကိုထားပြီးထွက်သွားတယ်။သူ့အမေ Rose ကသူ့ကိုခေါ်ပြီးတော့ South Bronx ကိုပြောင်းလာတယ်။အဖိုးအဖွားတွေနဲ့သူအတူတူနေခဲ့ရတယ်။ Rose ကသူ့ကို Sonny Boy လို့ချစ်စနိုးခေါ်ခဲ့တယ်။သူတို့သားအမိမှာပတ်စံမရှိဘူး။နေစရာအိမ်ကလည်းကျဉ်လေး။ဒါပေမဲ့ Sonny Boy ရဲ့အိမ်မက်တွေကတော့အကြီးပဲ။လမ်းပေါ်မှာတခြားကလေးတွေကစားနေတဲ့အချိန်မှာ Pacino ကလူတွေကိုထိုင်ကြည့်နေတတ်တယ်။သူတို့ဘလို့လမ်းလျှောက်တယ်ဘလို့စကားပြောတယ်ဒေါသထွက်ရင်ဘလို့မျက်နှာပြောင်းသွားတယ်။နောက်ပိုင်း actor ဖြစ်လာတဲ့အခါမှာအဲ့ဒီ observation တွေက character တွေထဲမှာအသက်ဝင်လာတယ်။သူ့အမေ Rose ကသူ့ကိုရုပ်ရှင်တွေလိုက်ပြတယ်။ screen ကြီးပေါ်မှာလူတွေကငိုနေတယ်၊ရီနေတယ်၊ချစ်ကြတယ်၊တစ္ဆာဖောက်တယ်၊သေသွားတယ်။ Pacino အတွက်ကြတော့အဲ့ဒီ screen ကြီးကတခြားကဘာတစ်ခုလိုပဲ။အိမ်ပြန်ရောက်ရင် तू ကရုပ်ရှင်တွေကဇက်ကောင်တွေအတိုင်းသူ့အမေရှေ့မှာပြန်လုပ်ပြတယ်။ဒါကသူ့အတွက်ကစားနည်းတစ်ခုမဟုတ်ဘူး။စင်းရဲမွဲတည်မှုတွေသူ့အမေရဲ့စိတ်ကြယောဂါတွေနဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့အလင်းရောင်ပဲ။ဒါပေမဲ့အိမ်မက်တစ်ခုတည်းနဲ့ဘဝကမလုံလောက်ဘူး။ South Bronx လမ်းမတွေကကြမ်းတမ်းလွန်းတယ်။ကျောင်းမှာလည်းစိတ်ဝင်စားတော့ဘူး။ तू ကအင်္ဂလိပ်စာလွှဲရင်အကုန်ညံ့တယ်။စာသင်ခန်းထဲကစာတွေထက်လမ်းပေါ်ကလူတွေကသူ့အတွက်ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်။ तू ပိုပြီးတော့အထီးကျန်လာတယ်။သူ့ဆီယာမ Blanche Frosting တယောက်တည်းပဲသူ့ရဲ့အမှုပညာနဲ့စိတ်ခံစားမှုကိုနားလည်ခဲ့တယ်။ Blanche ကသူတို့အိမ်ရဲ့လှေကားငါးဓာတ်ပေါ်အထိတက်ပြီးတော့ Pacino ရဲ့အဖွားကိုပြောတယ်။ဒီကောင်လေးကတရုတ်ဆောင်လုပ်ဖို့မွေးဖွားလာတာသူ့ကိုအမှုပညာလုပ်ခွင့်ပေးပါတဲ့။သူ့အသက်22နှစ်သူ့ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်ကိုကြုံရတယ်။သူ့အမေဆုံးတယ်
မကြခင်မှာပဲအဖိုးကထပ်ဆုံးတယ်သူလုံးဝတကောင်ကျွတ်ဖြစ်သွားတယ်နာကျင်မှုတွေကိုရင်ဘတ်ထဲတိတ်ထားရင်လည်းလမ်းပေါ်သူရောက်လာတယ်ကျောင်းကိုစွန့်ခဲ့တယ်အလုံးမျိုးစုံလုပ်တယ်စာပိုသမားတန်ရှင်းကြီးအဆောက်အဦလုပ်သမားတခုမှသူမလုပ်ချင်ဘူးဒါပေမဲ့အသက်ရှင်ဖို့လုပ်ရညဘက်ရောက်ရင်တော့သူ့ရဲ့စိတ်ကတခြားနေရာတစ်ခုမှရှိနေတယ် theater တွေ stage တွေပြီးတော့ acting အဲ့ဒီစကားလုံးတွေကသူ့ခေါင်းထဲကဘယ်တော့မှထွက်မသွားဘူးတချို့လူတွေကအချိန်ပိုမှကိုယ့်အိမ်မက်အကြောင်းတွေးကြတယ်အယ်ဘာချီနိုကတော့အိမ်မက်ကိုအသက်ရှင်နေရတဲ့အကြောင်းအရင်းလို့တွေးခဲ့တယ်အိမ်မက်တစ်ခုကိုစွန့်လွတ်မလားဆက်လိုက်မလားနေကင်းဘက်မှာသူအလုတ်ကျန်းလုပ်တယ်ညဘက်ရောက်ရင်တရုတ်ဆောင်တင်တန်းသွားတယ်တခါတလေအလုတ်ကရတဲ့လာကထက် acting class ကိုပေးရတဲ့ fees ကပိုများတယ်ဒါပေမဲ့သူဘယ်တော့မှမတန်ဘူးလို့မတွေးခဲ့ဘူးသူ့အတွက်အဲ့ဒါအသုံးစရိတ်မဟုတ်ဘူး investment လုပ်နေတာလူတော်တော်များများအတွက်အမှုပညာကဇိမ်ခံပစ္စည်းတစ်ခုဖြစ်နိုင်တယ်အယ်ဘာချီနိုအတွက်ကြတော့အဲ့ဒါအသက်ရှင်ဖို့လိုအပ်တဲ့လေပဲသူဝင်တက်ခဲ့တဲ့နေရာက HB Studio နယူးယောက်မှာတရုတ်ဆောင်တွေအများကြီးမွေးထုတ်ပေးခဲ့တဲ့ theater school တစ်ခုဒီနေရာမှာချာလီလောက်တန်နဲ့စတွေ့တယ်ချာလီလောက်တန်က Hollywood star မဟုတ်ဘူးဒါပေမဲ့ပါချီနိုအတွက် star တက်ပို့ပြီးအရေးကြီးတဲ့လူတစ်ယောက်ဖြစ်လာတယ်လောက်တန်ကပါချီနိုကိုပထမဆုံးစတွေ့တဲ့နေ့ကလေးကဒီကောင်လေးမှာထူးခြားတဲ့အရာတစ်ခုရှိနေတယ်ဆိုတာသတိထားမိ character တွေကိုဝင်သွားနိုင်တဲ့အစွမ်းတချို့ actor တွေက dialogue ကိုအလွတ်ကျက်တယ်ပါချီနိုကကျတော့လူတစ်ယောက်ရဲ့စိတ်ကိုအလွတ်ကျက်တယ်အဲ့ဒါကိုလောက်တန်ကမြင်ခဲ့တာဒီ talent ကိုပါချီနိုကိုယ်တိုင်တောင်အပြည့်အဝမယုံသေးတဲ့အချိန်မှာလောက်တန်ကအရင်ယုံပေးခဲ့တယ်တဖြည်းဖြည်းနဲ့ပါချီနိုမှာရည်မှန်းချက်တစ်ခုထပ်ပြီးပေါ်လာတယ် actor studio အဲ့ဒီအချိန်ကနယူးယောက်မှာ actor ဖြစ်ချင်တဲ့လူတိုင်းသွားချင်တဲ့နေရာ Marlon Brando, James Dean, method acting ရဲ့အမွေအနှစ်တွေရှိနေတဲ့နေရာဒါပေမဲ့အရွေးခံရမှဝင်လို့ရမယ်ပါချီနိုကရှောက်တယ်မအောင်အငင်းခံရတယ်ဒါပေမဲ့သူပြန်ကြိုးစားတယ်ထပ်လျှောက်တယ်တစ်ချိန်မှာတကားကပွင့်သွားတာပဲ actor studio ထဲရောက်တော့သူ့ရဲ့နောက်ထပ် mentor တစ်ယောက်ဖြစ်တဲ့ Lee Strasberg နဲ့တွေ့တယ် method acting ဆိုတာအပြင်ကအမူအရာကိုတုပြတာမဟုတ်ဘူး character ရဲ့အတွင်းစိတ်ကိုရှာတာကိုယ့်ရဲ့ကြောက်ရွံ့မှုကိုယ့်ရဲ့ဒဏ်ရာကိုယ့်ရဲ့ဆုံးရှုံးမှုကိုယ့်ရဲ့အထီးကျန်မှုအဲ့ဒါတွေကို character အတွက်အသုံးပြုတာပေါ့ပါချီနိုအတွက်ဒီနီလန်းကတရုတ်ဆောင်တဲ့နီလန်းတစ်ခုထပ်ပိုတယ်အသက်ရှင်ပုံတစ်ခုဖြစ်လာတယ်သူ stage ပေါ်ကိုစရောက်လာတယ် Broadway မဟုတ်သေးဘူး off Broadway ပဲပရိသတ်မများသေးဘူးပတ်စံလည်းမရသေးဘူးဒါပေမဲ့ theater critics တွေက Al Pacino ကိုစပြီးတော့သတိထားမိလာတယ်1969 Does a tiger wear a necktie ဒီပြဇာတ်နဲ့ Al Pacino က Tony Award ရတယ်ဒါပေမဲ့ theater မှာနာမည်ရတာနဲ့ရုပ်ရှင်လောကကလက်ခံမယ်လို့မဆိုလို့ Hollywood မှာတန်တရားတစ်ခုရှိတယ်ဒီကောင်လေးက movie star ဖြစ်လာနိုင်ပါမလား1980ပြည့်နှစ်တည်းရဲ့နယူးယောက်ကတကယ်ကြမ်းတမ်းတယ်။ theater လောကမှာတော့သူ့ကိုသိတဲ့လူတွေရှိလာပြီ။ Tony Award ရထားတယ်။ stage ပေါ်မှာသူ့ရဲ့အရေးအချင်းကိုသက်သေပြပေးပြီ။ဒါပေမဲ့ Hollywood မှာကျတော့အဲ့ဒါတွေထက်ပိုအရေးကြီးတာတစ်ခုရှိတယ်။ box office value ပဲ။ရုပ်ရှင်ယုံတင်ရင်ဒီလူကပရိသတ်တွေကိုဆွဲခေါ်နိုင်မလား။ studio တွေကအဲ့ဒါကိုပဲကြည့်တယ်။ Al Pacino ကအဲ့ဒီအချိန်မှာသူတို့မျှော်လင့်ထားတဲ့ Hollywood star ပုံစံမဟုတ်ဘူး။အရက်မရှိဘူး acting hero ပုံစံမဟုတ်ဘူး။မျက်နှာကလည်း classic hero ပုံစံမဟုတ်ဘူးအဲ့ဒီအချိန်တုန်းက Hollywood ရဲ့ရုပ်ရှင်မင်းသားဆိုတာကြီးလိုက်တာနဲ့ Star Aura ပါနေရမယ်ဆိုတဲ့အမြင်ရှိတယ်။ Pacino ကတော့မြင်ယုံနဲ့အဲ့လိုမဟုတ်ဘူး။တေချာကြည့်လေလေပိုတိကျင်လာလေဆိုတဲ့ပုံစံမျိုး။ဒါပေမဲ့အဲ့ဒါကိုဘယ်သူမှသတိမထားမိသေးဘူး။1981မှာသူ့အတွက်အရေးအကြီးဆုံးရုပ်ရှင်တကားရောက်လာတယ်။ The Panic and Needle Park ဒီရုပ်ရှင်မှာ Pacino က Bobby ဆိုတဲ့ heroine ဆွဲနေတဲ့လူငယ်တစ်ယောက်အနေနဲ့တရုပ်ဆောင်ခဲ့တယ်။ဒါ star ဖြစ်ဖို့အတွက်ရွေးချယ်တဲ့ role မဟုတ်ဘူး။ဒီဇက်ကောင်မှာအလှအပမရှိဘူး hero ပုံစံမရှိဘူးအောင်မြင်မှုရဲ့ aura တွေမရှိဘူး။ဒါပေမဲ့ Pacino က character ရဲ့အတွင်းပိုင်းကိုရှာတယ်။ဆွဲလန်းမှုအားနည်းမှုချစ်ချင်းဆုံးရှုံးမှုလူတစ်ယောက်တစ်ပြေးပြေးပျက်စီးသွားတဲ့ခံစားချက်အဲ့ဒါတွေကိုသူပြခဲ့တာ Francis Ford Coppola ကဒါကိုမြင်သွားတယ်။အဲ့ဒီအချိန်မှာ Coppola ရုပ်ရှင်လောကရဲ့အမှတ်အသားဖြစ်လာမဲ့ The Godfather ကိုရိုက်ဖို့ပြင်နေတာ။ Coppola ရဲ့ခေါင်းထဲမှာဇက်ကောင်တစ်ကောင်ရှိနေတယ်။အေးဆက်ငိမ်သက်တဲ့ mafia ခေါင်းဆောင် Michael Corleone Coppola က Pacino ရဲ့မျက်လုံးတွေထဲမှာအဲ့ဒီအေးဆက်မှုကိုမြင်ခဲ့တယ်။ဒါပေမဲ့ Paramount ကသူ့ကိုလက်မခံဘူး။ Robert Redford ကိုလိုချင်တယ် Jack Nicholson ကိုလိုချင်တယ်။အရက်ပူပူနဲ့နာမည်မရှိတဲ့ဒီအီတလီကောင်လေးကိုလုံးဝမလိုချင်ဘူး။ရိုက်ကွင်းပေါ်မှာ Pacino ကအမြဲတမ်းဒီအလုပ်ကနေအဖြုတ်ခံရမယ်အန်ဒီရဲ့ရှိနေတယ်။ PR တွေအထင်သေးမှုတွေ
သူနေတိုင်းစိတ်ဖိစီးမှုတွေကိုပါတွဲပြီးတော့ရုန်းကန်နေရတယ်။ဒါပေမဲ့စားတောက်ဆိုင်တွေကလူတက်တဲ့ scenes လဲပြီးရောအားလုံးပြောင်းလဲသွားတယ်။ Jack Nicholson, Robert Redford တို့လူကျယ်ပွင့်တွေကိုကြော်ပြီးတော့ Michael Corleone နေရာကိုသူရခဲ့တယ်။ပြီးတော့1982 The Godfather ထွက်လာတယ်။ Al Pacino ဆိုတဲ့နာမည်က Hollywood မှာမီးဟုံးဟုံးတောက်သွားတယ်။ကဘာကြီးကအန်ကြီးပွဲတစ်ခုကိုမြင်လိုက်တယ်လို့တုန်လှုပ်သွားတယ်။ရုပ်ရှင်ရဲ့အစမှာအေးဆက်တည်ငြိမ်တဲ့စစ်ပြန်လူငယ်လေးရုပ်ရှင်အဆုံးကျတော့ရက်ဆက်တဲ့မာဖီးယားခေါင်းဆောင်မျက်လုံးအကြည့်တစ်ခုတည်းနဲ့လူတစ်ယောက်ရဲ့ဝိညာဉ်အပြောင်းအလဲကိုသူပြသွားနိုင်ခဲ့တယ်။ဒါပေမဲ့သူ့အတွက်ကိုယ်ပိုင်ဘဝဆိုတာမရှိတော့။သူက Michael Corleone ဖြစ်သွားတယ်။လမ်းပေါ်ထွက်ရင်လူတွေကသူ့နားမှာဝိုင်းအောင်လာကြတယ်။ပရိသတ်တွေကသူ့ကိုလမ်းပေါ်မှာတွေ့ရင် Godfather လို့ခေါ်တယ်။ Hey Michael လို့အော်ပြီးနှုတ်ဆက်ကြတယ်။ရုတ်တရက်ရလာတဲ့ကြော်ကြားမှုကသူ့ကိုအချိန်နဲ့ဖြတ်တိုက်ရင်ပြောသွားတယ်။ဒါအစပဲရှိသေးတယ်တဲ့အပြင်လောကကသူ့ကိုဆွဲဆောင်မှုရှိတဲ့ star တယောက်အဖြစ်မြင်ကြပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ကြောက်ရွံ့နေတဲ့ South Bronx ကကောင်လေးတယောက်ရှိနေတော့တယ်1980နှစ်တည်းကပတ်ချီနိုရဲ့ရွှေခေတ်ပဲ1983 Sapico မှာတရားမျှတမှုအတွက်တိုက်ပွဲဝင်တဲ့ရဲအရာရှိ Frank Sapico အနေနဲ့တရုတ်ဆောင်တယ်ဒီဇက်ကောင်က Michael Corleone နဲ့လုံးဝမတူ Michael ကမိသားစုအာဏာသစ္စာအကြမ်းဖက်မှုဒါတွေကြားထဲမှာပြောင်းလဲသွားတဲ့လူတစ်ယောက်Frank Sapico ကြတော့ NYPD ထဲမှာဖြစ်နေတဲ့အကျင့်ပြတ်ခြစားမှုတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့လူဒီ role ကသူတယောက်တည်းရက်တည်ရတဲ့အထီးကျန်မှုကိုတရုတ်ဆောင်ရတာ Sapico ကရန်သူတွေနဲ့တိုက်ခိုက်နေတာမဟုတ်ဘူးသူယုံကြည်ထားတဲ့အရာတစ်ခုအတွက်သူ့ပတ်ဝန်းကျင်ကလူတွေနဲ့ပြန်ပြီးဆန့်ကျင်ရတာ Pacino က Sapico နဲ့တွေ့ခဲ့တယ်သူ့အကြောင်းကိုနားထောင်ခဲ့တယ်သူ့ဘဝရဲ့ကြောက်ရွံ့မှုတွေဒေါသတွေတယောက်တည်းဖြစ်နေတဲ့ခံစားချက်တွေကိုလေ့လာခဲ့တယ် Sapico ကိုသူဘယ်လိုတရုတ်ဆောင်ရမလဲအဲ့ဒါကိုရှာတွေ့သွားတယ်Sapico ကလည်းအောင်မြင်ခဲ့တယ်1984မှာ Coppola နဲ့ Pacino ပြန်ပြီးပူးပေါင်းတယ် Michael Corleone အနေနဲ့ပြန်လာတယ် The Godfather Part 2ဒါပေမဲ့ပထမကားတွေက Michael မဟုတ်တော့ပထမကားမှာ Michael ကအာဏာရဖို့စူးစမ်းခဲ့တဲ့လူတစ်ယောက်ဒုတိယကားမှာကျတော့အာဏာရပြီးသားလူတစ်ယောက်ဒါပေမဲ့အဲ့ဒီအာဏာကသူ့ကိုပျော်ရွှင်စေခဲ့လားမဟုတ်ဘူးသူပိုပြီးချမ်းသာလာတယ်ပိုပြီးအင်အားကြီးလာတယ်ဒါပေမဲ့ပိုအထီးကျန်လာတယ်Michael Corleone ရဲ့အကြီးဆုံးပြဿနာကသူ့မှာရန်သူတွေများလာတာမဟုတ်ဘူးသူ့အတွင်းထဲကလူသားစစ်စစ်တယောက်ပျောက်ဆုံးသွားတာ Pacino ကအဲ့ဒီဆုံးရှုံးမှုအတန်ကြဲကြဲမပြခဲ့ဘူးသူ့မျက်နှာပေါ်ကအေးဆက်မှုနဲ့ပဲပြခဲ့တယ်တိတ်ဆိတ်မှုနဲ့ပဲပြခဲ့တယ် Michael Corleone ဆိုတဲ့လူတစ်ယောက်ရဲ့နှလုံးသားကြောက်သားလိုမာကျောသွားတာကိုရုပ်ရှင်သမိုင်းမှာအကောင်းဆုံးတရုပ်ဆောင်ပြခဲ့တယ် The Godfather Part 2ကအကောင်းဆုံးရုပ်ရှင်တွေကတကားအနေနဲ့လည်းသတ်မှတ်ခံခဲ့ရတယ်Pacino ရဲ့ performance ကလည်းသူ့ career ရဲ့အမြင့်ဆုံးအဆင့်တွေကတစ်ခုဖြစ်လာခဲ့တယ်1985 Dog Day Afternoon မှာ Sonny Wozniak အနေနဲ့တရုပ်ဆောင်တယ်ဒီ character က gangster မဟုတ်ဘူး mafia boss မဟုတ်ဘူးအာဏာရှိတဲ့လူလည်းမဟုတ်ဘူးသူကအမှားတစ်ခုထဲမှာပိတ်မိသွားတဲ့တာမန်လူတစ်ယောက်ပဲဇလန်ရဲ့အပေါ်ယံကတော့ bank robbery တစ်ခုအကြောင်းဒါပေမဲ့တကယ်အနှစ်သာရကလူတစ်ယောက်အလိုချင်ဆုံးအရာကိုရှာဖွေနေတဲ့ story တစ်ခုPacino ကဆန်နီဇက်ကောင်ကိုလူဆိုးတစ်ယောက်အနေနဲ့တရုပ်မဆောင်ခဲ့ဘူးအမှားလုပ်မိတဲ့လူတစ်ယောက်အနေနဲ့ပုံဖော်တယ်သူ့မှာဒေါသရှိတယ်ကြောက်ရွံ့မှုရှိတယ်ရှုပ်ထွေးမှုတွေရှိတယ်တခါတလေသူ့ကိုယ်သူတောင်နားမလည်နိုင်တဲ့စိတ်ခံစားချက်တွေရှိတယ်ကင်မရာရှိမှသူ acting လုပ်နေတာကိုမမြင်ရဘူးလူတစ်ယောက်ရဲ့စိတ်ပြတ်မှုကိုမြင်ရတယ်ဒီကားတွေကအော်ဟစ်နေတဲ့ scenes တွေလူအုပ်ကြားထဲမှာဖြစ်နေတဲ့ PR တွေ Etika လို့ပြိတ္တကိုလက်ညှိုးထိုးပြီးអော်တဲ့မြင်ကွင်းတစ်ချိန်တည်းမှာပဲရည်ကျင်စရာဝမ်းနည်းခြင်းစရာဖြစ်နေတဲ့ moment Sonny Wozniak ဇက်ကောင်က Al Pacino ရဲ့အမှတ်ရစရာအကောင်းဆုံး character တွေကတစ်ခုဖြစ်လာခဲ့တယ်သူ့ရဲ့ performance တွေကခံမှန်းလို့မရဘူးစွမ်းအင်တွေထိန်းချုပ်မရတဲ့စိတ်ခံစားမှုရည်စည်းကြောင်းတွေသူ့ရဲ့တရုပ်ဆောင်တဲ့ဟန်က intense ဖြစ်တယ်ပြင်းထန်ပြီးတင်းကျပ်တဲ့စွမ်းအင်တွေနဲ့ပြည့်နေတယ်ရုပ်ရှင်တကားတိုင်းမှာသူကကွဲပြားတဲ့ဝိညာဉ်တစ်ခုချင်းစီတည်ဆောင်ပြတယ်အော်စကာဆုအတွက်၄နှစ်ဆက်တိုက် nominee ဝင်ခဲ့မရခဲ့ဘူးဒါပေမဲ့သူနဲ့ရှင်နိုင်တဲ့လူနည်းတယ်ဆိုတာကဘာသိပြီးသား1980အလယ်ပိုင်းလောက်မှာ Al Pacino က Hollywood ရဲ့အထင်ရှားဆုံး actor တစ်ယောက်ဖြစ်နေပြီဒါပေမဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာတစ်ခုခုစပြီးတော့ပြောင်းလဲလာတယ် star တစ်ယောက်ဖြစ်ရတဲ့ PR အောင်မြင်မှုကသူ့ကိုလောင်ကျွမ်းစေတယ်သူ့ကိုလူတွေက great actor လို့ခေါ်လာကြတယ်ဒါပေမဲ့အဲ့စကားလုံးနဲ့အတူမျှော်လင့်ချက်တွေပါလာတယ်ပရိသတ်တွေကသူ့စီကအမြဲတမ်းထူးခြားတဲ့ performance တစ်ခုကိုမျှော်လင့်လာတယ်စတူဒီယိုတွေကသူ့ကိုအောင်မြင်မှုတွေယူပေးနိုင်မဲ့လူတစ်ယောက်အဖြစ်မြင်လာတယ်ဒါပေမဲ့လူတွေဝိုင်းအုံလာတာကိုသူမခံနိုင်ဘူးသူ့ကိုဖြတ်ခနဲရိုက်လိုက်တဲ့ကင်မရာမီးရောင်တွေကိုသူကြောက်တယ် Al Pacino အတွက်အကြီးဆုံးရန်သူကပြိုင်ဘက်မဟုတ်ဘူးသူကိုယ်တိုင်ဖြစ်လာတယ်
အမှုပညာနဲ့စီးပွားရေးဂျားတွေကလွန်ဆွဲပွဲမှာသူမွန်းကျက်လာတယ်။သူကစတားတယောက်မဖြစ်ချင်ဘူး။တရုပ်ဆောင်ပဲဖြစ်ချင်တာ။ဒီမွန်းကျက်မှုတွေဂျားထဲမှာသူအရက်နဲ့စပြီးတော့မိတ်ဆွေဖြစ်လာတယ်။အရက်တွေတောက်လာ။1980နောက်ပိုင်းမှာအကုန်ပြိုကျသွားတယ်။1980အဆုံးပိုင်းကနေ1980အစပိုင်းလောက်မှာသူ့ career အရင်လိုမတောက်ပါတော့ဘူး။အဲ့ဒါ talent ပျောက်သွားလို့မဟုတ်ဘူး။သူရွေးချယ်ခဲ့တဲ့ project တွေကပိုပြီးရှုပ်ထွေးလာခဲ့လို့1980မှာ cruising ထွက်လာတယ်ဒီကအငင်းပွားမှုများခဲ့တယ်အကြောင်းအရာတွေကိုသားပြုပုံတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိခဲ့တယ်ပါချီနိုအတွက်လည်းသူ့ career ရဲ့အခက်ဆုံးအချိန်တွေကတစ်ခုဖြစ်လာပြီးတော့1985မှာ revolution cruising အဝေဖန်ခံရတယ်လို့ revolution ကြတော့ရည်စရာကောင်းလုံးနဲ့ကြာရှုံးမှုလို့တောင် critics တွေရဲ့ရရက်ဆက်ဆက်တိုက်ခိုက်တာကိုခံခဲ့ရတယ်တစ်ချိန်တော့ရုပ်ရှင်တကားမှာသူ့နာမည်ပါလာပြီဆိုရင်လူတွေကအုံခဲပြီးကြည့်ကြတယ်အခုကျတော့ Al Pacino ဘာဖြစ်သွားတာလဲဆိုတဲ့မေးခွန်းတွေပဲထွက်လာတယ်ဒီတိုင်ကနက်တယ်သူ Hollywood ကိုကြောခိုင်းလိုက်တယ်ရုပ်ရှင်လောကကနေ4နှစ်ပျောက်သွားတယ်ဒါအတမ်းမှန်ကြရှုံးမှုမဟုတ်ဘူးသူ့ရဲ့အမှုပညာယုံကြည်မှုကိုပဲရိုက်ချိုးခံလိုက်ရတဲ့အဖြစ်အပျက်အမှုပညာဆိုတာကိုယ်စိတ်ဝိညာဉ်ကိုထုတ်ပြတာလားပရိသတ်အလိုကြဖျော်ဖြေရေးသက်သက်လားသူဇဝေစွာဖြစ်လာတယ်စိတ်ဓာတ်ကြကိုပြန်မေးခွန်းထုတ်ခဲ့တဲ့နှစ်ကာလတွေပေါ့သူ့ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်အဲ့ဒီအချိန်ဒီမှာသူဘယ်ကိုသွားခဲ့လဲပြဆက်ရုံအဟောင်းနေစီပဲကြာရှုံးမှုတွေကပဲသူ့ရဲ့ပထမဦးဆုံးအချက်ဦးဖြစ်တဲ့ပြဆက်စင်မြင့်နေနဲ့ပြန်ပြီးတော့စုံစည်းပေးခဲ့တယ်အဲ့ဒီမှာသူကိုပြန်ပြီးရှာဖွေတယ်သူတကယ်ချစ်တာဘာလဲဆိုတာအမှောင်ထဲမှာပဲသူပြန်ပြီးတော့စမ်းသပ်ခဲ့တယ်1983ရောက်လာတယ်Al Pacino ကသူ့ career တစ်ခုလုံးပြန်သတ်မှတ်ပေးမဲ့ character တစ်ခုကိုရှာတွေ့ခဲ့တယ်။ Scarface ထဲက Tony Montana အစပိုင်းမှာဒီကားကိုလူတိုင်းမကြိုက်ဘူး။ရုပ်ရှင်ထွက်လာတော့ပရိသတ်နဲ့ဝေဖန်ကြီးကနှစ်ချမ်းကွဲသွားတယ်။ဒီကား violence များတယ် language ကပြင်းတယ်၊ကြွန်စရာကောင်းတယ်။ Tony Montana ကလည်း hero တယောက်ရဲ့ပုံစံမဟုတ်ဘူး။ရက်ဆက်တယ်၊မာနာကြီးတယ်၊အာနာအပေါ်မှာဆွဲလန်း။နောက်ဆုံးကျတော့သူကိုယ်တိုင်ဖန်တီးထားတဲ့ကဘာထဲမှာပဲပြန်ပြီးပျက်စီးသွားတယ်ဒါပေမဲ့ပါချီနိုကတိုနီမွန်တာနာကိုလူဆိုးတယောက်အနေနဲ့ပဲမမြင်ခဲ့ဘူး။သူမြင်ခဲ့တာက American Dream နောက်ကိုအယူအမှုလိုက်သွားတဲ့လူတစ်ယောက်။စင်းရဲတဲ့နေရာကနေထွက်လာခြင်းတဲ့လူတစ်ယောက်။ဘလောက်ရမလုံလောက်တော့တဲ့ဆန္ဒတွေနဲ့လူတစ်ယောက်။တိုနီမွန်တာနာရဲ့အကြီးဆုံးပြဿနာကသူမအောင်မြင်နိုင်တာမဟုတ်ဘူး။သူအောင်မြင်လာပြီးတဲ့နောက်ဘယ်အချိန်မှရက်ရမလဲလို့မသိတော့တာ။ပါချီနိုရဲ့ performance ကအဲ့ဒီ character ကို icon တစ်ခုဖြစ်စေခဲ့တယ်။အစပိုင်းမှာဝေဖန်ခံခဲ့ရတဲ့ Scarface ကနှစ်တည်လဲကြာလာရော cult classic ဖြစ်လာတယ်။ Tony Montana ရဲ့ပုံရိပ်က pop culture ထဲမှာအမြဲကျန်ခဲ့တယ်။ Pacino က Hollywood ရဲ့အမြင်မှာတော့အရင်လိုမတောက်ပတော့တဲ့ actor တယောက်ဖြစ်နေတော့မယ်။1980အလယ်ပိုင်းမှာ Pacino ရုပ်ရှင်ကနေခဏပြန်လာတယ်။အဲ့ဒါအရှုံးပေးပြီးထွက်သွားတာမဟုတ်ဘူး။သူပြန်စဉ်းစားတဲ့အချိန်နှစ်ပေါင်းများစွာသူကတခြားလူတွေရဲ့မျှော်လင့်ချက်နဲ့အသက်ရှင်ခဲ့ရတယ်။ Michael Corleone ဖြစ်နေရမယ်Frank Sabico ဖြစ်နေရမယ်။ Sonny Wazik ဖြစ်နေရမယ်။လူတိုင်းက Al Pacino စီကဘလို့ surprise တွေလာမလဲလို့စောင့်ကြတယ်။ Al Pacino ကိုယ်တိုင်ကတော့ငါဘလို့ actor ဖြစ်ချင်တာလဲဆိုတာကိုပြန်ရှာနေခဲ့တယ်။ဒီကာလကလည်းသူ့ career ရဲ့အမှောင်ဆုံးအချိန်တွေကတစ်ခုဖြစ်နေတော့မယ်။ဒါပေမဲ့သူ့အတွက်အမှောင်ကာလတွေဆိုတာအဆုံးသတ်မဟုတ်ဘူး။ပြန်မွေးဖွားဖို့စောင့်နေတဲ့အချိန်1990ခုနှစ်တွေရောက်လာတဲ့အခါမှာ Hollywood က Al Pacino ကိုပြန်ခေါ်ရမယ့်အချိန်ရောက်လာတယ်။ဒါပေမဲ့သူပြန်လာမဲ့ပုံစံက1980တုန်းက Al Pacino မဟုတ်တော့ဘူး။အတွေ့အကြုံတွေကြာရှုံးမှုတွေအချိန်တွေဒါတွေကိုဖြတ်သန်းပြီးတဲ့နောက်မှာပိုပြီးနှက်ဆိုင်လာတဲ့ actor တယောက်။သူပျောက်သွားခဲ့တယ်။ဒါပေမဲ့အရင်လိုမဟုတ်တဲ့ပုံစံနဲ့ပြန်လာခဲ့တယ်။အခု Al Pacino ကအောင်မြင်မှုကိုလည်းသိပြီးသား။ကြာရှုံးမှုကိုလည်းသိပြီးသား။အမြင့်ဆုံးကိုလည်းရောက်ဘူးတယ်။ထီးကျန်မှုတွေကိုလည်းခံစားဘူးတယ်။အဲ့ဒီအတွေ့အကြုံတွေကသူ့ကိုပို့ပြီးတော့နှက်ဆိုင်တဲ့လူတစ်ယောက်ဖြစ်လာစေခဲ့တယ်1989မှာ Sea of Love ရိုက်တယ်ဒီကားက Al Pacino အတွက်အရေးကြီးတဲ့ comeback သူက Detective Frank Keller အနေနဲ့သရုပ်ဆောင်တယ်ဒီ character က Michael Corleone မဟုတ်ဘူး Tony Montana မဟုတ်ဘူးအာနာကြီးတဲ့လူတစ်ယောက်မဟုတ်ဘူးအသက်အရွယ်ရလာတဲ့ detective တစ်ယောက်သူ့အလုပ်မှာပင်ပန်းနေတယ်ဘဝမှာတစ်ခုခုပျောက်ဆုံးနေတယ်ဒီရိုးမှာ Pacino ကသူအသက်ရှင်နေတဲ့အချိန်အတွင်းရခဲ့တဲ့အမာရွတ်တွေကိုထုတ်ပြခဲ့actor တယောက်ရဲ့အကြီးမားဆုံးပြောင်းလဲမှုကအသစ်တစ်ခုရှာဖွေတာမဟုတ်ဘူးကိုဘဝထဲမှာစုဆောင်းလာခဲ့တဲ့အရာတွေကိုအသုံးချတတ်လာတာ1990မှာရိုက်တဲ့ Dick Tracy မှာ Big Wine Caprice အနေနဲ့ပါခဲ့တယ်
ဒီ character ကသူ့ရဲ့အရင် role တွေနဲ့မတူပိုကြီးကျယ်တယ်ပိုပြီးပြင်းထန်ပိုပြီးတော့ theoretical ဖြစ်တယ်ဒီ performance ကြောင့်ပဲ Pacino က Best Supporting Actor အတွက်ထပ်ပြီးတော့ nominee ဖြစ်ခဲ့တယ် Hollywood ကလည်း Al Pacino ကကြာရှုံးသွားတာမဟုတ်ဘူးလို့ပြန်ပြီးသတိထားမိလာတယ်သူကအချိန်နဲ့အတူပြောင်းလဲလာတဲ့ actor ပဲအဲ့ဒီနှစ်ထဲမှာပဲ The Godfather Part 3 Coppola နဲ့ Pacino ပြန်ဆုံပြီးဒီကားကပထမနှစ်ကားနဲ့နှိုင်းယှဉ်ရင်ဝေဖန်မှုများခဲ့ဒါပေမဲ့ Michael Corleone ဆိုတဲ့ character ကိုသူ့အနေနဲ့နောက်ဆုံးတစ်ချိန်ပြန်ကြည့်ခွင့်ရတဲ့အခွင့်အရေးဖြစ်ခဲ့တယ်အဲ့ဒါကိုသူလက်မလွတ်ခဲ့ဒီတစ်ခါ Michael ကအာနာရှင်တယောက်မဟုတ်တော့ဘူးအသက်ကြီးလာပြီအတိတ်ကဆုံးဖြတ်ချက်တွေကိုပြန်ကြည့်နေရတဲ့လူတစ်ယောက်သူရခဲ့တဲ့အရာတွေနဲ့သူဆုံးရှုံးခဲ့တဲ့အရာတွေကိုချိန်တွယ်နေရတဲ့လူတစ်ယောက် Pacino ရဲ့ acting ကလည်းပြောင်းလာပြီငယ်ရွယ်တဲ့ Michael ရဲ့အေးစက်မှုမဟုတ်တော့ဘူးနောင်တတွေအပြစ်ရှိစိတ်တွေဆုံးရှုံးမှုတွေအဲ့ဒီခံစားချက်တွေပိုများလာတယ်1992 Al Pacino ရဲ့ career မှာအရေးအကြီးဆုံးအချိန်တစ်ခုကိုရောက်လာတယ် Scan of a Woman ဒီကားမှာ Pacino က Frank Slade ဆိုတဲ့ character ကိုတရုပ်ဆောင်ခဲ့တယ်ဒီ character ကမာနာကြီးတယ်ဒေါသကြီးတယ်ဘဝကိုစိတ်ပြတ်နေတယ်ဒါပေမဲ့သူ့ကိုယ်တွင်းထဲမှာအသက်ရှင်ကျင်နေသေးတဲ့လူတစ်ယောက် Frank Slade ကအပြင်ပန်းမှာအားကြီးတဲ့လူတစ်ယောက်လိုမျိုးမြင်ရတယ်ဒါပေမဲ့အတွင်းမှာကျတော့ဆုံးရှုံးမှုတွေနဲ့တိုက်ခိုက်နေရတယ် Pacino ကအဲ့ဒီဆန့်ကျင်ဘက်နှစ်ခုကိုပေါင်းဆက်ပြခဲ့တာမျက်မမြင်ဘိုးကြီးတန်ကိုကနေတဲ့မြင်ကွင်းအဲ့ဒါကခုံနေတာမဟုတ်ဘူးသူ့ဘဝကိုသူပြန်လဲရယူခြင်းပဲအဲ့လိုမြင်အောင်ပြခဲ့တာနောက်ဆုံးမှာဒီ performance နဲ့ပဲ Al Pacino က Best Actor Academy Award ရခဲ့တယ်နှစ်ပေါင်း20ကျော်ကြာအောင်စောင့်ဆိုင်းခဲ့ရတဲ့ဆု9ကြိမ်တိတိလွဲပြီးမှရတဲ့ဆုစင်ပေါ်ရောက်တော့သူပြုံးနေတယ်အမှုပညာအပေါ်မှာတစ္ဆာမဖောက်ခဲ့တဲ့လူတစ်ယောက်ရဲ့အောင်ပွဲကြာရှုံးမှုတွေကနေရုံထွက်လာနိုင်ခဲ့တဲ့သက်သေစင်ပေါ်မှာသူကပြောတယ်အခုမှအစပဲရှိသေးတယ်နော်တဲ့အကုန်လုံးကရည်ကြဒါပေမဲ့အဲ့ဒါဟာသားမဟုတ်ဘူးဂရီးတစ်ခုပဲသူ့ဘဝရဲ့ဒုတိယပိုင်းကိုစတော့မယ်လို့အတိအလင်းကြေညာလိုက်တာအော်စကာကတော့ကဘာကြီးကနောက်ကျပြီးမှသူ့ကိုအတိအမှတ်ပြုလိုက်တဲ့အမှတ်အသားတစ်ခုသက်သက်ပဲ Al Pacino ရဲ့ comeback ကကြာရှုံးပြီးတဲ့နောက်ပြန်ပြီးအောင်မြင်အောင်လုပ်နိုင်တဲ့ story တစ်ခုတည်းမဟုတ်ဘူးလူတစ်ယောက်ကအသက်ကြီးလာတာနဲ့အမျှကိုအသက်ပြန်ရှာနိုင်တဲ့ story တစ်ခုဒါပေမဲ့ Oscar ရပြီးတဲ့နောက်မှာလည်း Al Pacino ရဲ့ journey ကမပြီးသေးဘူးသူ့ရဲ့ရှေ့မှာအောင်မြင်မှုရဲ့အတိတ်ပဲ legacy ဆိုတဲ့အတိတ်ပဲ legend ဖြစ်လာပြီးတဲ့နောက်မှာရင်ဆိုင်ရမယ့်ဖိအားဒါတွေကြံနေသေးတယ်အမှုပညာအရာ comeback လုပ်နိုင်ခဲ့ပေမဲ့သူ့ဘဝနောက်တစ်ခါပြုတ်ကျပြန်တယ်2017မှာသူ့ရဲ့စီးရင်ကန် Kenneth Starr ကလိမ်လည်မှုနဲ့ထောင်ကျတယ်။ Pacino ပိုင်တဲ့ဒေါ်လာသန်း90အကုန်ပါသွားတာ။သူတစ်ခါမှမစည်းဘူးတဲ့ကား16စီးဖုန်း23လုံးသူတစ်ခါမှတော့မနေခဲ့ဘူးတဲ့အိမ်အတွက်တစ်နှစ်ကိုဒေါ်လာ4သိန်းပေးနေရတယ်။အဲ့ဒါဒီတစ်ခုမှသူမသိခဲ့ဘူး။သူ့ရဲ့ဘဝတုံညာကနေပြန်စခဲ့ရတယ်။ငွေကြေးကြောင့်ပဲသူ့ရဲ့မူဝါဒကိုချိုးဖောက်ခဲ့ရတယ်။အဲ့ဒါကြောင့် Jack and Jill လို့ရုပ်ရှင်မျိုးကိုသူရိုက်ခဲ့ရတာ။ဒါကအမှုပညာနဲ့ရှင်သန်မှုကြားတွေကပွတ်တိုက်မှုပေါ့နာမည်ကြီးတဲ့လူတစ်ယောက်အတွက်တေသွားတာထပ်ပိုဆိုးတာပတ်စံပြတ်သွားတာပဲဗျာလို့သူကခါခါတီးတီးဝန်ခံခဲ့ဘူးလေMichael Corleone, Tony Montana, Frank Zapico, Sonny Wozniak, Frank Slade ဒီ character တွေအားလုံးရဲ့နောက်မှာလူတစ်ယောက်ရှိနေတယ် Alfredo James Pacino သူ့ရဲ့အထူးခြားဆုံးအရာကသူက character တွေကိုရိုးရိုးတရုပ်ဆောင်ခဲ့တာမဟုတ်ဘူးအဲ့ဒီလူတွေရဲ့အတွင်းစိတ်ကိုရှာခဲ့တယ် Michael Corleone ကိုကြည့်လူတွေကသူ့ကို mafia boss တယောက်လို့မြင်တယ်ဒါပေမဲ့ Pacino ကတော့အာဏာရဖို့ကြိုးစားတဲ့လူတစ်ယောက်အဖြစ်မမြင်ခဲ့ဘူးမိသားစုကိုကာကွယ်ရင်းနောက်ဆုံးမှာကိုယ်တိုင်မိသားစုကနေဝေးသွားတဲ့လူတစ်ယောက်အဖြစ်မြင်ခဲ့တယ် Tony Montana လူတွေကသူ့ရဲ့ရက်စက်မှုကိုမြင်တယ်ဒါပေမဲ့ Pacino ကတော့ဘယ်တော့မှမလုံလောက်ဘူးလို့ခံစားနေရတဲ့လူတစ်ယောက်ကိုမြင်ခဲ့တယ် Frank Slade လူတွေကသူ့ရဲ့ဒေါသကိုမြင်တယ်ဒါပေမဲ့အတွင်းထဲမှာတော့ဘဝကိုပြန်ချစ်ချင်နေသေးတဲ့လူတစ်ယောက်ရှိနေတယ်အဲ့ဒါကို Al Pacino မြင်တယ်ဒါတွေကပဲသူ့ရဲ့အဓိကအားသာချက်တစ်ခုဖြစ်လာခဲ့တာ။ तू ကလူကောင်းတွေကိုပဲမရှာခဲ့ဘူး။လူဆိုးတွေရဲ့အတွင်းမှာရှိနေတဲ့လူသားကိုရှာခဲ့တဲ့လူ။ legend တယောက်ဖြစ်လာတဲ့အချိန်မှာလူတွေကသူ့ရဲ့ character တွေကိုပဲမှတ်မိကြတယ်။ဒါပေမဲ့ Al Pacino ကိုယ်တိုင်တစ်ခါပြောခဲ့ဘူးလေ။လူတွေမြင်တဲ့ပုံရိပ်တစ်ခုရဲ့နောက်ကွယ်မှာဘယ်သူမှမမြင်နိုင်တဲ့ဘဝတစ်ခုရှိတယ်တဲ့။ Pacino ရဲ့ story က success story မဟုတ်ဘူး။သူ့ career ရဲ့အစမှာသူက Hollywood ရဲ့အပြင်မှာရက်နေခဲ့ရတဲ့လူစတူဒီယိုတွေကသူ့ကိုမယုံခဲ့ဘူးသူဘယ်သူဖြစ်လာမှာလဲလို့မပြောရဲခဲ့ကြဘူး The Godfather မတိုင်ခင်တုန်းကသူကလူသိနေတဲ့ theater actor လေးတစ်ယောက်ပဲပြီးတော့အောင်မြင်မှုရလာတယ်ဒါပေမဲ့အောင်မြင်မှုကအရာအလုံးကိုဖြည့်ရှင်းမပေးခဲ့ဘူးနာမည်ကြီးလာတာနဲ့အမျှသူ့အပေါ်မှာထားတဲ့မျှော်လင့်ချက်တွေပြည့်လာတယ်
လူတွေက Al Pacino ဆိုရင်ဒီလို performance နဲ့လာမှာပဲဆိုတဲ့စံတစ်ခုသတ်မှတ်လာကြတယ်ဒါကအမှုပညာရှင်တယောက်အတွက်ထူးခြားတဲ့ PR တစ်မျိုးပဲအောင်မြင်ဖို့အတွက်တိုက်ပွဲဝင်ရတယ်အောင်မြင်ပြီးသွားတဲ့အခါမှာအဲ့ဒီအောင်မြင်မှုကိုဆက်ထိန်ဖို့ထပ်ပြီးတိုက်ပွဲဝင်ရတယ် Hollywood မှာအောင်မြင်မှုဆိုတာကအယမ်းမြန်ရနိုင်တယ်ဒါပေမဲ့အမြဲတမ်းမတည်တံ့ Al Pacino ကအောင်မြင်မှုနောက်ကိုလိုက်ခဲ့တဲ့လူတစ်ယောက်မဟုတ်ဘူးတချို့အချိန်တွေမှာဆိုရင် commercial success ထက်သူစိတ်ဝင်စားတဲ့ character ကိုပဲရွေးခဲ့တယ်ဒါကြောင့်လဲသူ့ career မှာအောင်မြင်တဲ့ကားတွေကြီးပဲရှိနေတာမဟုတ်ဘဲနဲ့မအောင်မြင်တဲ့ကားတွေလည်းရခဲ့တယ်ဝေဖန်ခံရတဲ့ role တွေလည်းရှိခဲ့တယ်ဒါပေမဲ့အန်ဒီရရှိတဲ့ character တွေကိုရွေးချယ်ဖို့သူဘယ်တော့မှနောက်မတွန့်ခဲ့ဘူးကိုယုံကြည်တဲ့အရာတစ်ခုကိုဆက်ပြီးရှာဖွေနိုင်ဖို့ပဲပိုအရေးကြီးတယ်လို့သူခံယူခဲ့တယ်ပချီနိုရဲ့ career ကအဲ့ဒီရှာဖွေမှုတစ်ခုလုံးနဲ့သွားခဲ့တာသူဘယ်တော့မှတရားဝင်အိမ်တော်မပြုတ်ခဲ့ဘူးသူ့ရဲ့တစ်ခုတည်းသောအချစ်ကတရုပ်ဆောင်ခြင်းပဲအသက်80ကျော်တဲ့အထိသူရုပ်ရှင်တွေရိုက်နေတော့2019ရောက်တော့ Scorsese ရဲ့ The Irishman မှာ Jimmy Hoffa အနေနဲ့6ချိန်မြောက် Oscar nominee ထပ်ရတယ်2024ကျတော့သူ့ရဲ့ memoir ဖြစ်တဲ့ Sonny Boy ထွက်လာတယ်သူပြောခဲ့ဘူးလေကျွန်တော်ကရုပ်ရှင်ကျယ်ဝန်းဖြစ်ဖို့ဘယ်တော့မှမရည်ရွယ်ဘူးတဲ့တရုပ်ဆောင်တယောက်ပဲဖြစ်ချင်ခဲ့တာဒီနေ့ Al Pacino ဆိုတဲ့နာမည်ကိုကြားလိုက်ရင်လူတွေကသူ့ရဲ့ကြော်ကြားခဲ့တဲ့ဇာတ်ဝင်ခန်းတွေကိုပြန်မြင်ကြတယ် restaurant တွေက Michael Corleone ရဲ့တိတ်ဆိတ်မှု Tony Montana ရဲ့ဒေါသ Courtroom တွေက Frank Slade ရဲ့အားမှန်ဒါပေမဲ့ Al Pacino ရဲ့ကြီးမားတဲ့ legacy ဆိုတာအဲ့ဒီ dialogue တွေအဲ့ဒီတရုပ်ဆောင်ချက်တွေမဟုတ်ဘူးသူပြခဲ့တဲ့အရာကလူတစ်ယောက်ရဲ့အတွင်းမှာရှိနေတဲ့ရှုပ်ထွေးမှုချစ်ချင်းနဲ့အာဏာကြားတွေကတိုက်ပွဲအောင်မြင်မှုနဲ့အထီးကျန်မှုကြားတွေကကွာခြားချက်ကိုတကယ်တမ်းဖြစ်ချင်တဲ့လူနဲ့လောကကြီးကကိုယ့်ကိုဖြစ်စေချင်တဲ့လူကြားတွေက conflict Al Pacino ကအမြဲတမ်း hero မဟုတ်ခဲ့ဘူး villain လည်းမဖြစ်ခဲ့ဘူးသူတရုပ်ဆောင်ခဲ့တဲ့ character တွေကအမှားတွေလုပ်တယ်ဆုံးဖြတ်ချက်မှားတယ်တခါတလေပျက်စီးသွားတယ်ဒါပေမဲ့သူတို့အားလုံးမှာတူညီတဲ့အရာတစ်ခုရှိသူတို့တွေကလူသားတွေခမားတို့ကိုယ်တိုင်နဲ့ကျွန်တော်လည်းအဲ့လိုလူတွေတွေကလူတစ်ယောက်ပါပဲလို့သူတဘောအားလုံးစူးစမ်းပြီးပြောပြခဲ့ဆယ်စုနှစ်9ခုကျော်သွားပြီသူကအခုအချိန်ထိမျိုးဆက်သစ်တရုပ်ဆောင်တိုင်းလေးစားရတဲ့လူအားချရတဲ့လူပဲသူခဏပြုတ်ကြတယ်ပျောက်ဆုံးတယ်ဒါပေမဲ့အမြဲတမ်းပြန်လာခဲ့တယ်ဒါက Al Pacino ရဲ့အကြီးမားဆုံး legacy Al Pacino ရဲ့အကြောင်းပြောရင်အောင်မြင်မှုတစ်ခုတည်းအကြောင်းမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲကအတန်တစ်ခုကိုဘလောက်ကြာနားထောင်နိုင်မလဲဆိုတဲ့အကြောင်းဘာဖြစ်မလဲဆိုတာမသိပဲကိုယုံကြည်တဲ့လမ်းကိုဆက်လျှောက်နိုင်မလားဆိုတဲ့အကြောင်းတစ်ချိန်လုံးကသေးငယ်တဲ့တိုက်ခန်းလေးတစ်ခုထဲမှာရှင်သန်ရင်းနဲ့နယူးယောက်လမ်းတွေပေါ်မှာလူတွေကိုလေ့လာနေခဲ့တဲ့ကောင်လေးတစ်ယောက်ငွေမရှိလို့အလုပ်မျိုးစုံလုပ်ခဲ့ရတဲ့လူတစ်ယောက် Hollywood ကမယုံခဲ့တဲ့ actor တစ်ယောက် screen ပေါ်ကလူတွေကိုကြည့်ပြီးအိမ်မက်မက်ခဲ့တဲ့ကလေးလေးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာသူကိုယ်တိုင်လူတွေရဲ့အိမ်မက်ဖြစ်လာတယ်ပြဿနာယုံတွေကမီးရောင်တွေမှိန်သွားပြီးကင်မရာ action လို့អော်လိုက်ပြီးဆိုတိုင်းအမေရဲ့ Sonny Boy လေးကပြန်နိုးထလာတယ်ဇက်ကောင်တွေရဲ့နောက်ွယ်မှာပုံးကွယ်နေရင်းနဲ့လူသားတွေရဲ့အနက်ရှိုင်းဆုံးဝေဒနာတွေကိုသူကကဘာကြီးကိုပြခဲ့တယ် Bronx ကနေလာတဲ့ Sonny Boy ကဒီနေ့အထိအမှုပညာကိုအကျွမ်းမဲ့ချစ်မြတ်နိုးနေတဲ့လူတစ်ယောက်ပဲအောင်မြင်မှုနဲ့အမှုပညာအတွက်သူ့မှာစကားတခွန်းပဲရှိခမားတို့ကဖြစ်ချင်ကြတာကျွန်တော်ကတော့ဖြစ်ကိုဖြစ်ရမှာဒီ podcast ကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကို subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ